Novalero ပေါ်မှာမသိခင်တစ်ခါလောက်တော့မြေမှုတတ်တဲ့တန်တမျိုးရှိပါတယ်။အဲ့ဒီတန်က Novalero ပုံမှန်မြေမှုနေကြဖြစ်တဲ့အယောင်9ယောက်ပါတဲ့တန်တော့မဟုတ်ပါဘူး။သူ့မှာအဖြူရောင်တစ်ယောက်နဲ့ပါပြီးတော့ Foxbow ဒါမှမဟုတ် White Rainbow လို့ခေါ်ကြပါတယ်။ Foxbow ဟာ Rainbow နဲ့နာမည်လေးစင်တယ်လို့အခြေခံယူပပေရသဘောတရားတွေလည်းတူညီကြပါတယ်။ဒါပေမဲ့အဓိကကွာခြားချက်ကတော့ရေစက်ရွေးစားပဲဖြစ်ပါတယ်။ပုံမှန်တန်တွေဟာရေစက်တွေတွင်နေအောင်ကြီးရဲ့အလင်းရိုင်းခြင်းရောင်ပြဟတ်ခြင်းနဲ့အလင်းဖြာခြင်းတွေကြောင့်ဖြစ်ပေါ်လာတာပါ။ဒါကို Novalero လည်းဒီထားပြီးသားဖြစ်မယ်ထင်ပါတယ်။ Foxbow ဖြစ်လာတဲ့အခါရေစက်တွေကအရန်တင်းငယ်ပါတယ်။ရေစက်ရွေးစားတင်းငယ်လာတဲ့မြအလင်းလိုက်ဖြစ်သွားတဲ့အခါအယောင်တွေဟာတိတန့်ခွဲဖြာထွက်ခွာမသွားတော့ပဲတဆူရဲထွက်သွားကြတာပါ။အဲဒီခါမှာတော့အယောင်ပေါင်းစုံစုစည်းမိပြီးအဖြူရောင်အလင်းဖြင့် Novalero မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ Foxbow တွေဟာအဖြူရောင်ဆိုပေမဲ့အပြင်ဘက်မှာအနီရောင်ခက်ပြုတ်အနာတနဲ့အတွင်ဘက်မှာတော့အပြက်ရောင်ခက်ပြုတ်အနာတလေးတွေပါရှိတတ်ပါတယ်။ဒါဆိုရင် Foxbow တွေက Rainbow တွေထက်ရှားပါးကြမယ်ဆိုတာကိုသိလောက်ရပေါ့။တကယ်ပဲသူတို့နဲ့စုံစည်းဖို့ကောဖြစ်နိုင်တော့ဘူးလား။ကိုဘက်ကနေတကယ်ပဲစုံစည်းချင်နေဆိုရင်တော့သူရှိရဲ့ရက်ကိုစူးစမ်းပြီးတော့မှတက်တင်ပါတယ်။ပထမဆုံးအနေနဲ့ Foxbow တွေနဲ့ကြွကြတဲ့နေရာကတော့ကယ်လီဖိုးနီးယားက Redwood မြို့သားဥယျာဉ်ပဲဖြစ်ပါတယ်။ဒါအပြင်ဝေယုံစုဒေသတွေဖြစ်တဲ့အာတိတ်နဲ့အာလန်တီကဒေသတွေမှာလည်းတွေ့နိုင်တယ်လို့Australia, Florida နဲ့ Scotland ဒေသတွေမှာလည်း Foxbow တွေဖြစ်ပေါ်တတ်ကြပါတယ်။ Novalero နဲ့တူနဲ့ကိုလက်တွေ့မှာတကယ်ပဲစုံစည်းဖို့ဖြစ်နိုင်တော့ဘူးလား။ဒီလိုမျိုးစုံစည်းဖို့ဖြစ်နိုင်သေးတာကြောင့် Econova ကနေ Novalero ကိုစုံစည်းပေးချင်လို့အပတ်တိုင်းEconova ကနေတင်ပေးနေတဲ့ environment နဲ့ပတ်သက်တဲ့ကိစ္စတွေကိုသိရှိဖို့အတွက် Econova ရဲ့ social media platform တွေကိုလည်း like and follow လုပ်ဖို့အမေပါနဲ့နော်။